ဒီတခါတော့နည်းနည်းလေးပေါ့နော်ဟောပုံဟောနီးကွဲလွဲတဲ့ဟာလေးနဲ့ပြပြပေးမယ်ဒီလိုမျိုး style လေးတွေကြိုက်လို့ရှိရင်လည်းနောက်ထပ်ပြီးတော့လုပ်ပေးမယ်ပေါ့နော်အဲ့တော့ဒီမှာလက်ငါးကြောက်မှာလက်မရဲ့ဒီမှာပေါ့နော်လက်ညိုးရဲ့လက်ကလေးလက်တကြွယ်လက်တန်းရဲ့ကိုကြိုက်တဲ့ ring ကိုကြိုက်တဲ့လက်စော့တစ်ခုပဲရွေးပေးချပါတစ်ခုပဲရွေးရမယ်နော်အဲ့တော့အစင်သေးဖြစ်ပြီဆိုလို့ရှိရင်တော့မူပြပေးပါမယ်ပထမဆုံးပေါ့နော်ဒီလက်မလေးမှာရှိတဲ့လက်စုပ်ကိုဒီမောင်းကွင်းလေးပေါ့နော်အဲ့ဒီအထူလေးကိုရွေတဲ့လူကလေကိုဘွားမှာကိုယ်တိုင်ရက်တည်ရတာများပါတယ်အချင်းနဲ့ပတ်သက်လာလို့ရှိရင်လေကိုရှိမှာမမတ်နေပြီးတဲ့လူကိုလိုချင်တယ်ပြီးတော့ညံကောင်းပြီးတော့အရေးချင်းရှိပြီးတော့အကောင်းမွန်ဆုံးစူးစမ်းတဲ့သူကိုမှခုံမင်တတ်တယ်ဆိုတဲ့သဘောမျိုးရှိရပေါ့နော်ကိုထူကိုထားကိုတိုင်စူးစမ်းအားထုတ်မှုနဲ့လာခဲ့ရတဲ့လူဖြစ်တဲ့အတွက်တော်ယုံလဲစိတ်နဲ့ပတ်သက်လို့မပြိုလဲဘူးပြိုလဲဖို့လည်းအခွင့်အရေးမရှိရသူပေါ့နော်အဲ့တော့ကိုကလက်နဲ့ fighter လို့ဖြစ်တယ်အဲ့တော့ကိုတကယ်ရွေးချယ်တဲ့လူကြိုင်နဲ့ထထမြက်မြက်ကောင်းကောင်းမွန်မွန်အစင်ပြေတိုးတက်ခြင်းနဲ့တွားတော်သူစီစနစ်ကြတော်မှန်ကန်တော်သူဒီလိုလူမျိုးကိုမှရွေးချယ်တတ်တယ်အဲ့လိုလူမျိုးနဲ့မှလည်းတဟစာတာကြိုက်မယ်လို့ပြောချင်ပါတယ်လက်ညိုးလေးကိုရွေးချယ်ထားတဲ့သူကတော့ဂတိသစ္စာတည်မြဲခြင်းကိုစားပြုပါတယ်အဲ့ဒါကြောင့်မလို့ဘဝမှာကိုကအယံကိုနစ်မွန်ပြီးတော့ယုံကြည်ပြီးတော့သူကတော့ဒီလိုမလုပ်တော့ပါဘူးငါဒီတခါတော့ခွင့်လွတ်မယ်သူ့ကိုငါယုံကြည်ပေးလိုက်ရင်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ကိုတကယ်ရွေးချယ်တဲ့အခါကိုတကယ်အဲ့လိုမျိုးရည်စားတော်လိုက်တဲ့အခါကျရင်ကိုကအလိန်ခံရတယ်ဒါမှမဟုတ်ရင်ဖောက်ပြန်ခံရတာရှိတတ်တယ်အဲ့ဒီအရာတွေကတယောက်သုံးဖို့နှစ်ယောက်ဖြတ်ကျော်ပြီးမှကိုတကယ်ကိုနဲ့တဟစာတာကြိုက်တဲ့သူပြီးတော့ဒီတစ္ဆာဂတိတည်တော်သူဒီလိုလူမျိုးနဲ့အကြောင်းပါတတ်တယ်ပေါ့နော်ကိုကပေါ့နော်ဂတိတွေကိုယုံတယ်ကိုတိုင်လည်းပြောပြီးဂတိကိုတည်တယ်ပေါ့ပါနေတတ်တယ်ဆိုပေမဲ့စကားလုံးတွေနဲ့ပတ်သက်ရင် serious ထားတယ်စကားလုံးတွေနဲ့ပတ်သက်ပြီးလို့ရှိရင်အမားမခံဘူးပြီးတော့ကိုတခုပြောထားရင်အဲ့တခုကိုမလုပ်ပေးမချင်းလည်းမရဘူးမျောလင်းချက်လည်းကြီးမားတဲ့သူပုံစံနေထားဖြစ်တွေ့တယ်ပေါ့နော်ဒါကတော့ဒါဒုတိယမြောက်ပေါ့နောက်တစ်ခုကလက်ခလဲလေးလက်ခလဲဒီ infinity sign ပုံစံလေးပေါ့နော်ဒီလက်ခလဲ infinity sign လေးကိုရွေးထားတဲ့သူကကြတော့ dating အဆင့်ကနေမှသွားတာကြိုက်တာ sexual လေးတွေပြီးတော့တစ်ဖက်နဲ့တစ်ဖက်ကြားမှာ physical touch လေးတွေအဲ့ဒါလေးတွေကိုတော်တော်လေးသဘောကျသူဖြစ်တွေ့တယ်ကိုကလူတစ်ယောက်ကိုကြည့်ရခါမှာပထမဆုံးရုပ်ရည်ကိုကြည့်တာပြီးတော့သူ့ရဲ့ပြောပုံဆိုပုံအဲ့ဒီအရာတွေမှာကိုနဲ့ကိုက်ညီရင်ကိုကစီးမျောသွားတယ်ပေါ့နော်အဲ့လိုမျိုးကိုလိုချင်တာကြတော့အဲ့လိုကိုကိုချုပ်ချယ်ပြီးကိုကိုအမိတ်နေနေတော့ပြီးတော့စိတ်အနာတရားဖြစ်စေတော့အရာတွေနဲ့မဟုတ်ဘူးသူ့ဘက်ကိုသူ့ကိုလည်းကိုကအရင်စိတ်ဒုက္ခမပေးဘူးသူကလည်းကိုချုပ်ချယ်မှုတွေနဲ့မလာနဲ့နားလည်မှုရဲ့ရင်ကျက်မှုရဲ့ပျော်ရွှင်မှုရဲ့အဲ့လိုမျိုးလေးနဲ့တယောက်နဲ့တယောက်သားကြဒီအချစ်ဆိုတဲ့အရာကိုပဲလိုချင်တာအချစ်ဆိုတဲ့အရာရဲ့နောက်မှာဆေးရခြင်းချမ်းသာခြင်းစီးတွက်ခြင်းဒါတွေလည်းမရှိဘူးအဲ့လိုမျိုးလေးကို date မယ်ချစ်စရာကောင်းတဲ့ memories လေးတွေဖြတ်တန်းမယ်ပြီးရင်တကယ်သူ့ရဲ့စစ်မှန်မှုကိုယ့်ရဲ့စစ်မှန်မှုကြောင့်နှစ်ယောက်ကဘဝခရီးလမ်းအတူတူရှောက်ချင်တဲ့ထဲမှာပါတယ်အဲ့တော့ဘယ်လိုလဲဆိုတော့ဒီခါလေးမှာကိုကနည်းနည်းအသေးမှသလိုဖြစ်တတ်ပြီးတော့ပေါ့နော်ကိုကတွဲကြည့်လိုက်တယ်သို့မဟုတ်ဒီလင်းလုံးကြည့်လိုက်တယ်အဲ့ချိန်မှာအဆင်မပြေရင်ကိုကဖယ်လိုက်တယ်သို့မဟုတ်ဆက်စကားမပြောတော့ဘူးပေါ့နော်အဲ့လိုခါမျိုးမှာကိုနည်းနည်းလေးရီးစားများတယ်တို့ရှုပ်တယ်တို့တချို့ရာရင်ပေါ့တန်ထားတယ်တို့အဲ့လိုမျိုးလေအသက်မှတ်ခံရသူဖြစ်တွေ့ရပေါ့နော်လက်သက်ကြွယ်ကလက်စော်လေးဒီအဝိုင်းလေးနဲ့ပေါ့နော်အဲ့ဒါလေးကိုရွေးထားတဲ့သူတွေကကြတော့ forever love ပေါ့ကိုကအမြဲတမ်းအချစ်ပဲသူကောင်းကောင်းဆိုးဆိုးကိုခံမယ်သူများမပြောနဲ့ကိုပဲပြောမယ်အဲ့လိုမျိုးချစ်တဲ့သူနဲ့ပတ်သက်လာရင်မကောင်းပါဘူးလို့ဘသူကပြောကိုကမနာကြီးတဲ့ကိုရဲ့ limit ရဲ့အဲ့လို limit တွေကိုတော်တော်လေးကြော်လွန်ပြီးအတိုင်းတာတော်တော်လေးသိခံနိုင်တဲ့သူဖြစ်တယ်အချစ်တစ်ခုအရန်ယုံကြည်ကိုးကွယ်တယ်ဒီအချစ်ကိုကိုးကွယ်ရခြင်းမှာလည်းသူဒီကိုအတွက်တူရီတော်လူလို့ခံစားရတာကြောင့်ဖြစ်တယ်
ဆိုလိုတာကမိသားစုမောင်နှမလုံလောက်တဲ့ချစ်ချင်းမြတ်တာမရတဲ့အတွက်သို့မဟုတ်ဝေးကွာနေရတဲ့အတွက်ဒီလူကိုတကယ်ယုံကြည်အားကိုးတဲ့အတွက်အဲ့လိုမျိုးအနေနဲ့တတ်မှတ်ခြင်းသဘောလေးတွေဖြစ်တတ်တယ်ပေါ့နော်တကယ်ကြီးကောင်းမွန်မှုအစဉ်ပြေမှုနဲ့ပတ်သက်လာရင်ကိုယ့်ကိုချစ်တာချစ်ပြီးအချစ်တစ်ခုကလွယ်လို့ဘာမှမလုပ်ခြင်းဘူးနောက်တစ်ခုကအချစ်နဲ့ပတ်သက်လာရင်သူ့အတွက်ဆိုရင်ကိုပဲရှာကြွေးရလဲဝင်မလေးတဲ့သူတွေဖြစ်တွေ့ပါတယ်အဲ့တော့နှလုံးသားပူကြည့်တဲ့သူတွေပေါ့နော်ကိုကတည်မြဲခြင်းကောင်းမွန်ခြင်းဒီအချစ်နဲ့ပတ်သက်လာလို့ရှိရင်တိမ်မွေ့ခြင်းဒီလိုသဘောတရားတွေကိုကြိုက်တယ်အဲ့တော့ကိုရွေးချယ်တဲ့အခါမျိုးမှာဒီအချစ်နဲ့ပတ်သက်လို့ကိုစိတ်မထိခိုက်စေတော့ကိုစိတ်ကိုနားလဲတော့တခါလေမှာကိုစိတ်ကအရင်အချစ်လွန်အားကြီးတဲ့အခါမှာတစ်ဖက်ကလူကိုထောင်ချောက်တစ်ခုလို့ဖြစ်စေတယ်ဒါလေးသတိထားပြီးရပြီကျန်တာကတော့စေနာမေတ္တာအပြေဝါရှိတဲ့အတွက်ကိုလည်းကိုနဲ့ထပ်တူကြတော့လူကိုတေချာလေးအရာယူနိုင်နေဆိုတဲ့ပုံစံနေထားမျိုးရှိတော်သူဖြစ်တွေ့ပါတယ်အဲ့တော့နောက်ဆုံးကတော့လက်တန်းလေးပါလက်တန်းကတော့ single is the best ဘာဖြစ်လို့လဲဆိုတော့ကိုကရွေးလိုက်တယ်သဘောကျလိုက်တယ်အစစ်မပြေဘူးရတယ်ငါနောက်တစ်ယောက်ရွေးမယ်အဲ့လိုမျိုးဒီလူကြီးပဲငိုမဖြစ်မနေဒီလားအဲ့လိုပေါ့နော်ဒီတယောက်ကိုမမြရင်တည်တော့မယ်အဲ့လိုကိုယ်တမိုင်းမှာမရှိကိုကကြောက်ဘူးလဲဆိုတော့ငါသဘောတိုင်းတို့မဟုတ်ကိုကောင်းတဲ့လိုပုံစံနေထားတိုင်းကိုလှုပ်ပေးနိုင်လားမလှုပ်ပေးနိုင်ဘူးဒါမှမဟုတ်ရင်စစချင်းကတမျိုးပြီးရင်နောက်ပိုင်းပြောင်းလဲသွားရဲဆိုအဲ့လိုတွေလည်းကိုကမကြိုက်ကိုကိုချစ်ပြီးကိုသဘောကျပြီးကိုကိုတီမြဲတဲ့ဆိုရင်တစ္ဆာလည်းမဖောင်းနဲ့ပြီးတော့ကိုကိုလည်းမလိမ်နဲ့ပြီးရင် addict ဖြစ်ပဲသွားဟိုလိုဒီလိုပုံစံအနေထားတွေလာမလုံးနဲ့မရေရမတိကြတဲ့နေရာ saturation ဘာတစ်ခုမှမကြိုက်မောင်းလည်းမုံနဲ့ချိန်လည်းချစ်တယ်တွဲရင်လည်းတွဲမယ်ယူရင်လည်းယူမယ်အဲ့လိုနည်းနည်းခမိုက်မိုက်ခက်ရဲထဲမှာပါတယ်အဲ့လိုမျိုးမှမဟုတ်ရင် single နေထားလဲနေလို့ရတယ်ကိုဒီဘသူရဲ့လှုပ်ဆောင်မှလည်းစားနေရမဟုတ်တဲ့အတွက်ကိုယ့်အကိုလည်းရှာစားနိုင်တယ်ကိုယ့်အကိုလည်းယက်တီနိုင်တယ်ကိုယ့်အကိုလည်းတောက်ပါနိုင်တယ်မိန်းကလေးဆိုလည်းလုံးဝ feminized energy အပြည့်ယောက်ျားလေးဆိုလည်းလုံးဝ strong ဖြစ်တယ်အကျော်တင်းတယ်ဘာလို့အကျော်တင်းတာလဲပြောရင်အဲ့လိုမျိုးတကယ်ယုံကြည်ပေးတဲ့အရာကိုပေါ်ပယ်ထင်ပြီးလှုပ်သွားတဲ့လူတွေကြောင့်ပေါ့နော်အဲ့လိုပုံစံနေထားလို့တွေ့အဲ့တော့ကိုနဲ့ထိုက်တန်တော့ကိုလိုမဖြစ်တော့သို့မဟုတ်ကိုချမှတ်ထားတဲ့ဒီဘောင်တွေထဲမှာမဝင်မချင်း single သဘောနဲ့နေမယ်တောက်ပါမယ်ဆိုပြီးသတ်မှတ်ထားတဲ့သူဖြစ်တွေ့ပါတယ်အဲ့တော့ကိုရဲ့စံချိန်စံနှုန်းအတိုင်းလည်းတေချာလေးရွေးချယ်မှုတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ဒီနေ့လုပ်ပေးလိုက်တဲ့ reading လေးလိုမျိုးပေါ့နော်အစားတော့မွန်းကစာလေးနဲ့ရေးပေးမလို့မွန်းအဲ့လိုမျိုး style လေးတွေမွန်း page မှာအဲ့လိုမျိုးပုံလေးတွေကြည့်ပြီးတော့ reading ဖတ်ပေးတာပြီးရင်အဲ့ပုံမှာပါတဲ့ပုံစံတွေကိုရွေးပြီးတော့ pick လုပ်ခိုင်းပြီးတော့မှမွန်းကအဲ့လူရဲ့စိတ်ကိုဖတ်ပေးတာအဲ့လိုမျိုးလေးတွေမွန်း reading လေးတွေရှိတယ်အဲ့လိုမျိုးကြတော့ဒီ TikTok တို့ YouTube တို့မှာကြောင့်တင်လို့မရအောင်အဲ့ဒါကြောင့်မလို့ဒီတစ်ခေါက်ကတော့ဒီ TikTok YouTube အတွက်ကိုဦးစားပေးပေါ့နော်အတန်ဖိုင်လေးနဲ့လုပ်ပေးထားတာဖြစ်နိုင်မယ်ဆိုရင်တော့မွန်ရဲ့ Monsan Astrology Facebook page ကိုလည်း like and follow လုပ်ထားပါဘာလို့လဲဆိုတော့ Facebook ကတော့တော်တော်များများပို့ပြီးတော့တွားဖြစ်တာပေါ့နော်ဒီမှာကျတော့အတန်ဖိုင်ပဲလုပ်ပေးဖြစ်တာဆိုတော့တခြားသူမတူတဲ့ကိုယ့်အနေနဲ့အမျိုးမျိုးဖြစ်နိုင်တဲ့ knowledge sharing ဖြစ်နိုင်မဲ့ပြီးတော့ရေဒီယာအရာပေးတင်ရစသဖြင့်အဲ့လိုမျိုးလေးအတွက်ကြတော့မိုးက page မှာပဲတင်တာများလို့ဖြစ်ပါတယ်เนาะအဲ့တော့မိုးကိုအချိန်ပေးပြီးတော့ဒါကြည့်ပေးတဲ့တဝူတယောက်စီတိုင်းရော comment နဲ့ရေးပေးတဲ့တဝူတယောက်စီတိုင်းရောအခုကလေးကနေမိုးကကြိုပြီးတော့ကျေးဇူးတင်ပါတယ်လို့ပြောခဲ့ပြစီမောကဗီဒီယိုလေးတင်ပြီးရတဲ့တခြားအလုပ်တွေလုပ်ရတာဖြစ်တဲ့အတွက်မွန် comment တွေမပြန်နိုင်တာတို့စာတွေမကြည့်ဖြစ်တာတို့ဖြစ်လို့ပါเนาะအဲ့အတွက်လည်းကြိုတင်ပြီး request လုပ်ပါတယ်ရှင်မွန်နားလေးပေးပါလို့တောင်းဆိုချင်ပါတယ်အားလုံးပဲတတ်တာ